ဟုတ်ကဲ့ရဲမေတွေနဲ့မိခုမိသားစုဝင်တွေအားလုံးဒီနေ့မနက်2 နာရီအောင်မောင်းရောက်ရှိသွားပါမယ်အုပ်ချုပ်ဖြစ်စမရှိပါဘူးအမြောက်တွေအားလုံးကိုလည်းနေရာချထားပြီးပါဟုတ်ကဲ့ညွှန်ကြားချက်တိုင်းဆက်လက်ဆောင်တော့ပါမယ်ဒီစားပါမဆာကကိုရနဲ့ဆိုတာငါတို့ရဲ့အိမ်ငါတို့ရဲ့မြေအသက်ဆုံးပြီးခံချသွားစစ်ကူမျောနေလို့မရခြေလင်တက်တွေလာပေါင်းရင်မြက်ဒါမပေါင်းလဲရှင်းတယ်တကယ်တော့စစ်တိုက်တယ်ဆိုလူတက်တာပဲနိုင်ငံတော်ကိုကာကွယ်တာပဲခဏထားအဲ့တော့မင်းတို့အသက်ရှင်ကျင်လားအသက်ရှင်ကျင်ရန်သူကိုကအိုးအောင်ရင်တက်မတက်ရင်တော့မင်းတို့တေမှာပဲရန်သူလည်းတက်နေတယ်ဒီကောင်လေးလည်းတေမှာကြောက်တယ်စွန့်ဝန်းသူတော့အောင်ချောင်းဖြာဆိုတဲ့စကားကိုမင်းတို့ရှင်ဘက်ထဲမှာထည့်တာကိုယ်တက်ဖို့လာရန်သူကိုကအရင်ဥအောင်တက်စစ်တိုက်ပြီဆိုရင်လက်ရုံးနဲ့ခြေလင်းတော့မရှိဘူးစစ်သားပဲငါတို့ကန်လာတဲ့သွေးတွေဘလောက်ရဲလဲဆိုတာမင်းတို့ပြအခုတည်းကျူပြောထားမယ်မတိုက်ရဲတဲ့ကောင်လည်းရှင်းထွက်ကောင်းကိုတက်ပြီးတိုက်တော့ဒီတိုက်ပွဲစပြီဆိုတာနဲ့တိုက်ဖို့လိုက်ပြီးမှဖက်ပြေးဖို့မစင်စားနဲ့စစ်သားတယောက်စစ်မတိုက်ရဲလို့စစ်မြေပြင်ကိုစွန့်ခွာတာမျိုးဖက်ပြေးတာမျိုးတော့ရှက်စရာကောင်းတဲ့လုပ်ရမရှိဘူးတေရာထက်ပိုဆိုးစစ်တပ်ရင်ငါကိုယ်တိုင်လိုက်မယ်စစ်တပ်ရင်ထွက်ပြေးတဲ့ကောင်ရှိရင်ငါကိုယ်တိုင်ပြစ်တတ်ငါထွက်ပြေးရင်လည်းငါ့ကိုပြစ်တတ်ဒါငါပေးနိုင်တဲ့သစ္စာစကားပဲဆက်လို့ပါကမမို့ကျွန်တော်လည်းတိုက်မယ်ဘဝကျွန်တော်မနေ့ကရွှေမှုတော်ရွာကိုပိတ်ဖမ်းလိုက်တာလူသစ်90တော်ရလိုက်တယ်ဘဝအဲ့ကောင်တွေကိုထမင်းချက်နဲ့ပျက်စီးတဲတဲ့နေရာမှာသုံးဖို့ပါအခုချိန်မှာငါတို့အတွက်လိုအပ်နေရတာလူသစ်စုဆောင်မှုကျွန်တော်တက်တယ်ရောဘယ်ကိုဆက်တက်ရမလဲဘဝကြီးသိပြီလားပြင်ဦးလေဘက်ကလားမဟုတ်ဘူးငါတို့မြောက်ပိုင်းနဲ့တောင်ပိုင်းကိုကူဖို့အတွက်စူးညောင်းခလုတ်ဖြစ်နေတဲ့စစ်ကောင်စီတပ်တွေကြံပြီးအချောင်းလုံးမဟုတ်ပါဘူးကွာတောင်ခန့်အမြောက်တက်တယ်အရင်တော့တည်းကစီမံချက်ရှိပြီးသားဆိုတော့ငါတို့အခုချိန်မှာရှစ်ဆက်တိုးဖို့ပဲရှိတော့ကျွန်တော်လည်းတောင်ခန့်ရပဲဗျာဒီမှာတက်က4တက်တောင်ရှိတာလွယ်ပါမလားမင်းကဘာလဲစိုးရင်တိတ်တုံညာနဲ့ကွန်ဆာရငါတို့တိုက်လာခဲ့တာမာပါတယ်ဆိုတဲ့ခြေလင်ရောခြေမြောင်ငါတို့ဖိတိုက်ဒီကောင်တွေမခံနိုင်ပါဘူးအခုတောင်ခန့်မှာရှိနေတာအမြောက်တက်တိုက်ခတ်ရေးတိုက်တယ်သူတို့တက်နေတာအကျယ်ကြီးပဲနော်ကျွန်တော်သိသလောက်ဆိုရင်သူတို့တက်တွေကနေမြေကျွမ်းကြတယ်မိုင်30လို့ပါလို့လေ့ကျင့်ခန်းနေဆိုလို့ရှိရင်အဲ့နယ်တဝိုက်ကိုပတ်သွားနေကြတာမပူပါနဲ့ကွာငါတို့လည်းစစ်တိုက်စားလာကောင်းနေပါကွာဒီနယ်မြေအကြောင်းမသိဘဲနဲ့တော့ငါတို့ပဲသွားပါမယ်ဘယ်နေရာမှာဘာရှိတယ်ဆိုတာကိုငါမင်းကိုအတိအကျပြောပြပေးမယ်ပြီးတော့ဒီနယ်ကန်တွေလည်းပါတယ်လူအင်အားကလည်းအဲ့လောက်မရှိဘူးတကယ်ငါတို့တိုက်မယ်ဆိုရင်3 ရက်ပဲ3 ရက်ပြည့်ရနဲ့ဒုဋ္ဌဝီကိုကြော်မယ်အင်တော်ကြောက်ကူကနေဘာထူးရက်ဆောက်ပေါ့ကွာ
ဦးစင်းလေးဗျာဒီเจ้าမှာအရင်တော့အဆင်ပြေပါသလားဗျာ အဆင်ပြေပါတယ်တခါကြီးကျောင်းမှာစိုးကွန်းနေရေးထိုင်ရေးဝေယဝိဆအဆဆရရအားလုံးအဆင်ပြေပါတယ်ကျောင်းတိုင်းဆရာတော်ဘုရားကြီးကလည်းစောင့်ရှောက်ပေးပါတယ် တင်ပါဗျာဘုရားတပည့်တော်ဦးစင်းလေးအဆင်မပြေလဲမှာဆိုလို့ရှောက်တင်ရတာဗျာနောက်တစ်ခုကဦးစင်းလေးသာသနာ့ဘောင်မှာအရင်တော့တော်တော်လေးပျော်မွေ့နေပုံရတယ်ဗျာ ဟုတ်တယ်တခါကြီးဦးစင်တာနာပေါမှာပဲရာတက်ပံနေပြီးတော့သာသနာအကျိုးတွေကိုပဲလုပ်တော့မယ်လို့ဆုံးဖြတ်ထားရတဲ့တခါကြီးအကြခင်မှာလဲကျောင်းတိုင်းဆရာတော်ဘုရားကြီးကိုခွင့်ပန်ပြီးတော့အန်ဂျလီယာစာတင်တိုက်တစ်ခုမှာပရိယတ်တိစာပေတွားရောက်တင်ယူမယ်လို့ဆုံးဖြတ်ထားရတဲ့တခါကြီး ဦးစင်းလေးဗျာဦးစင်းလေးစီဟာခုလိုစကားတန်ကြားရတာဘုရားတပည့်တော်အရန်ဝမ်းသာပီတိဖြစ်ရလုံးပါလေဗျာဟုတ်ဘုရားတပည့်တော်လေဦးစင်းလေးကိုတစ်ခုလောက်တော့ရှောက်တင်ပြစေဗျာဦးစင်းလေးသာသနာပြုခကြီးမှာဘုရားတပည့်တော်ခမဲတော်အနေနဲ့ကပ္ပိယာကြီးအနေနဲ့ပါဒီမုံတမုံနှမ်းတမွေပါဠိဖြစ်ကိုလေးပေးပါလို့ဒါလေးတော့ရှောက်တင်ပြစီဗျာဒီမှာဗျာဒီတော့ မင်းပိုးတဲ့ message ရောက်တယ်လူသိရင်အဲ့လောက်တောင်ရှားသွားပြီလားဟမ် ဟုတ်ကဲ့ပါဘူးဆွဲတဲ့လူသစ်တွေကတော့မရှိတော့ဘူးရွာတွေမှာဖုန်းကြီးတွေအသက်ကြီးတွေအဖိုးကြီးတွေပဲရှိတော့တာ စစ်ကောင်စီတက်တော်မှာပဲပြည်သူစစ်မှုတန်းဆိုပြီးတော့ရဲဘော်စုဆောင်းနေရလေစစ်ဖြစ်နေတဲ့ဒေသမှာတွေ့တဲ့လူတိုင်းရတယ်ငါလို့လူပဲလေဖုန်းကြီးတက်ဘာဖြစ်လဲအရွယ်ကောင်းလို့ရှိရင်တနက်ကင်ခိုင်းလို့ရတယ်အဖိုးကြီးတွေလည်းအလုံးလုံးနိုင်ရပြီသဘောပေါက်စမ်းမှာပေါ့မင်းရောက်နိုင်ပါလေအောင် ဟုတ်ကဲ့ပါဘူးစိတ်ကြပါကျွန်တော်ဆက်လုပ်လိုက်ပါမယ်အာတရားဖေးဒီမှာဝဲဝဲလို့ရတ်ထွက်တယ်ဘာဝရပါလဲအားရဟောတမချက်တယ်ဘူးသေးတာမတွေ့ဘူးလားတရားမှာအဲ့လိုလေမထွက်ရဒီမှာတခါကြီးဝင်နေတာလက်ခိုင်းကြတယ်No! 你干嘛？你干嘛？你干嘛不动脚吗？不动脚，这种当面不动脚。对，那边走不见哪个吧？到没？皮皮，哎呦，来我帮你配，先不要配着 OK 吧？找你瓜子，我的，这，来，拿着。